ဘောမှာဖြစ်ချင်တဲ့အရာကိုပြောပါဆိုလို့ရှိရင်ပေါ့နော်အေးချမ်းချမ်းလေးနဲ့ပေါ့နော်အေးချမ်းချမ်းစိတ်ချမ်းချမ်းတတလေးနဲ့နေချင်ပါတယ်မနေ့ပိုင်းမှာဆိုလို့ရှိရင်ကိုအိယာနိုးတာနဲ့လေသူများအလုပ်ပြီးတော့ပြေးလွှားပြီးတော့အဲ့လိုမျိုးလေးဟိုအပူဝင်တော့ကတွေနဲ့မနေချင်တော့အမှုကိစ္စလည်းမလဲစိတ်မဝင်စားအမှုသားဖြစ်တဲ့ကြောင့်မလို့ကိုအစားအသောက်ကိုလည်းကိုဘက်ကိုချက်ပြုတ်စရာမလိုပဲနဲ့ပေါ့နော်ကိုစေတနာတတ်ကကောင်းမှုချက်ကြွေတဲ့သူပေါ့နော်အဲ့လိုမျိုးလေးနဲ့ဖြစ်ချင်တယ်ပြောမယ်ဆိုလို့ရှိရင်ချမ်းအတင်းအတင်းလေးပေါ့နော်အရင်ကျဲစရာလည်းမလိုအလောတော့အတင်းအတင်းလေးနဲ့ပန်းနေနဲ့နောက်တော့အပင်နှံနေပေါ့နော်မူလေးဆိုအပင်နှံနေအရင်ကြိုက်ရပ်မအဲ့မှာအပင်လေးတွေအဲ့လိုမျိုးအပင်လေးတွေလည်းကြိုက်တယ်နောက်တော့ဒီပန်းလေးလည်းလှတယ်အမဒီမှာပြပေးမယ်ဒီမှာခုံပေါ့နော်မခုံတာကြတော့မနက်ပိုင်းမှာဆိုလို့ရှိရင်ကိုက journaling ရေးတာပေါ့နော်ကိုရေးချင်တာရေးကိုဖြစ်ချင်တာတွေကိုအတွေးတွေနောက်ပြီးတော့ဒီနေ့တနေ့တာပလန်ပေါ့နော်ကိုပါလုံလဲအဲ့ဒါတွေရေးမယ်ဘောဝင်လေးနဲ့ရေးစိတ်ထဲမှာကူပြီးတော့ကိုလိုချင်တဲ့အရာတွေပေါ့နော်နောက်ပြီးတော့ manifest လုပ်ဒီမှာကိုစားရင်လည်းမှုတ်ပြီးစားနောက်ပြီးတော့ကိုစားခြင်းတဲ့အရာတွေကိုပေါ့နော်ကိုကမတောင်းမတပဲနဲ့စားရမယ်ငွေကြေးလွတ်လပ်မှုအချိန်လွတ်လပ်မှုရပြီးတော့စိတ်အေးချမ်းချမ်းနဲ့ပေါ့နော်ကိုပိုင်စီးပွားရေးလုပ်ပြီးတော့ business woman အဲ့လိုမျိုးဖြစ်ချင်တယ်ပေါ့နော်အခုကကြတော့သူများအလုပ်ကနေမထွက်သေးဘူးเนาะဒါကလူနာကြီးလောက်နှုတ်ဖြစ်လာမှာပါအသက်30ပြန်ဟိုကြတော့တက်30ပြဖို့လို့သေးရအခုကြတော့စူးစမ်းတဲ့လောက်ရတယ်ဘာလို့လဲဆိုရှင် social media အသုံးချပြီးတော့မှအဲ့လိုလုပ်နေတော်တော်ရမယ်အခုကိုတကယ်လို့မြန်မာပြည်မှာနေမယ်အရင်တော့ online ဆက်လက်မရှိဘူးဆိုတော့ကိုဥပမာစက်ရုံလုံးမယ်ဆိုစက်ရုံတစ်ခုပဲရတယ်ကျန်တဲ့ဟာလုံးလို့မရအောင်เนาะငယ်လို့ဈေးရောက်မယ်ဆိုလို့ရှိရင်ကိုစက်ရုံလောက်ပဲဈေးရောက်လို့ရအခုကြဖေဟုတ်မလဲဒီ social media ကိုအသုံးပြုပြီးတော့ TikTok တို့ Facebook တို့စသဖြင့်အဲ့လိုမျိုးပေါ့နော်အသုံးချပြီးတော့မှကိုရောင်းချင်တာရောင်းပြီးတော့အမှပစ္စည်းတွေအကုန်ပို့လို့ရတယ်ဒီလားကိုမူလေးဆိုလို့ရှိရင်ဒီထိုင်းမှာနေပြီးတော့အလုပ်တစ်ဖက်နေမှာနော်လောက်ပြီးတော့ online လောက်တယ်အမှမြန်မာပြည်ရဆိုလို့ရှိရင်မူလေးကုညီပေးတယ်ပို့ပေးတယ်အဲ့ဒီမူလေးရဲ့လီတာပေါ့နော်ရှိတယ်ထိုင်းမှာဆိုလို့ရှိရင်တော့မူလေးပို့တယ်ပေါ့နော်ထိုင်းမလေးစင်ကာပူအကုန်ပို့လို့ရတယ်အဲ့ဒါကြောင့် social media ရဲ့စွမ်းအားအရင်ပဲကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ကိုလိုချင်တဲ့အရာရဖို့ဆိုလို့ရှိရင် social media ကိုလည်းအသုံးပြုပြီးတော့မှာပေါ့နော်ရအောင်လို့ဥပမာပစ္စည်းတစ်ခုကလေးနေတယ်ကွယ်လေးနေတဲ့ဟာကပစ္စည်းတစ်ခုကလေးနေတဲ့ဟာကဟိုကိုကမှားလို့မကြွအောင်ဆိုလို့ရှိရင်အဲ့မှာပေါ့နော်ဒုတ်ကံလန့်ခံပြီးတော့မှတုံးတစ်ခုကိုခံလိုက်ပြီးတော့မှအဲ့လိုမျိုးကလော်မယ်ဆိုလို့ရှိရင်ဒါအဲ့လိုမျိုးရွေ့မြန်တယ်ပေါ့နော်အဲ့လိုမျိုးပဲအခုလဲ social media အဲ့လိုမျိုးပဲနော်ဒါကြောင့်မလို့မလေးလို့ချင်တဲ့ဘွားကတော့အသက်30ပြည့်တော့ရမှာပေါ့နော်မနက်ပိုင်းမှာဆိုလို့ရှိရင်အိယာနိုးတာနဲ့စိတ်ချမ်းချမ်းသာလေးနဲ့ပြတင်းမောက်ကိုဖွင့်ကျင်းကတရကာလေးတွေကြည့်တဘာဝတောတောင်ရေမြေလေးကိုကြည့်အရင်တော့နှစ်ထပ်အိမ်လောက်ပေါ့နော်နောက်ပြီးတော့စာရေးဒီနေ့ကိုဥပမာဒီနေ့ဘာဖြစ်ချင်လဲဒီနေ့ဘာတွေလဲကိုလှုပ်ချင်တာလှုပ်တာချင်တာရေးပေါ့နော်နောက်ပြီးတော့ကိုစားချင်တာစားလွတ်လွတ်လပ်လပ်နဲ့လေဟိုသွားချင်တဲ့နေရာသွားစားချင်တဲ့နေရာစားနောက်ပြီးတော့လွတ်လွတ်လပ်ပြပြရွှင်နဲ့ခရီးတွေသွားနှောက်လှည့်ကြည့်ကြမလို့ငွေကြေးလုံးဝကိုငွေရှာပေးမဲ့နေရာတွေအများကြီးရှာထားမှာပေါ့နော်YouTube ရှိမယ် Facebook ရှိမယ်အခု TikTok မှာလည်းဟိုဂျပန်အကောင့်ဆိုလို့ရှိရင်ပတ်စံရတယ်ပြောတယ်အခုထိုင်းမှာဆိုလို့ရှိရင်လည်း TT Shop ပေါ့နော်စသဖြင့်အများကြီးရှိတယ်ဒါကြောင့်မလို့ပေါ့နော်ဘာမှမလုပ်ဘာမှမဖြစ်တော့မူလေးဆိုလည်းအရင်တော့လေဘာမှမသိဖုန်းလည်းမတုတ်တော့တုံးတက်လာကိုကကောင်းတဲ့နေရာမှာအတုံးချတယ်တင်တန်းနေတက်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့မူလေးဆိုတော်တော်တိုးတက်လာတယ်ပေါ့အရင်ထက်ဆိုင်နိလို့ဆိုကိုကလစာအလုံးလုံးမယ်ဆိုလစာတစ်ခုပဲရမှာနိတခြားဝင်ငွေဝင်ပေါက်တွေဝင်အောင်မရှိဘူးပေါ့နော်မူလေးဆိုလို့ရှိရင်အခုကလူနာကြီးအလုပ်ရှိမယ် online ရှိမယ်နောက်ပြီးတော့ရွှေတိုးငွေတိုးပွားတာတွေရှိမယ်အများကြီးပဲပေါ့နော်အဲ့လိုမျိုးဝင်ငွေလမ်းကြောင်းတလမ်းကြောင်းထက်အများကြီးပို့တယ်ဒါကြောင့်မလို့အခုလိုမျိုးဟိုလိုချင်တာတွေလည်းဝယ်နိုင်တယ်စားနိုင်တယ်သုံးနိုင်တယ်ပေါ့နော်အတင်းပေါ့နော်ဒါကြောင့်မလို့ပေါ့နော်စူးစမ်းကြပါနော်ဂရုစိုက်ကြပါ social media အသုံးချပြီးတော့ကိုလှုပ်ချင်အောင်လုပ်နော်ကောင်းတဲ့အရာကိုလုပ်ပေါ့နော်နောက်ပြီးတော့ဆရာသမားကောင်းတဲ့မိဝဲစီကပ်ပါအတိုင်းမီခံယူပါနော်တခါတလေမူလေးဆိုစိတ်တက်ကြတယ်စိတ်တက်တွေကြရခိုးချင်းပြန်ယူရတယ်ခိုးချင်းမယူလို့ရှိရင်စိတ်တက်ကြပြီးတော့တခါ
ဟိုဘယ်လိုဖြစ်လဲမသိဘူးစိတ်ကလေအဲ့လိုမျိုးတင်တန်းနေလည်းမတက်တာကြာတဲ့အခါမှာစိတ်ကလမ်းပြောက်တယ်လို့လားဘယ်လိုလဲဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဆိုရင်ခိုးချင်းပြန်ယူလိုက်ရင်လမ်းပြန်တဲမှတ်ပါတယ်အဲ့မဆိုရင်ကို့ပေါ့နော်ကုညီပြီးတော့မှပန်းနိုင်ရောက်အောင်ကုညီပေးတယ်လမ်းပြပေးတယ်ခိုးချင်းသဘောမျိုးပေါ့အဲ့လိုမျိုးဒါမှမဟုတ်ခိုးချင်းလဲပေါ့နော်လိုအပ်တဲ့သူဆိုလို့ရှိရင်ဆရာသမားကောင်းနေလဲယူကြပါလို့ကြံပေးချင်ပါတယ်ဘိုင်ဘိုင်